ရာကြီးဦးဥက္ကဋ္ဌ1973 1983ဆရာတော်လောင်းလျာမောင်အောင်ထွန်းကို16ရက်3လ1973တွင်မွေးဖွားခဲ့သည်ငယ်စဉ်ကကောင်းစွာစာမတင်ခဲ့တဲ့ဖြင့်တေစာရှင်စာလောက်တာဖတ်တတ်သည်အိမ်အောင်၄ချိန်ပြုခဲ့သည်တားကျွေးမှုမယားကျွေးမှုအတွက်အသက်46နှစ်အရွယ်အထိအယက်သမားတာရမကျူရင်အစိုးရအပြစ်ဒဏ်များလည်းပြခံခဲ့ရသည်တနေ့တွင်ဇနီးတဲ့ဝယ်လာတော့စာမတက်ကြခံခဲ့ရသည်စာအုပ်ကိုရုပ်ပုံများကြည့်ရင်တတိပတိစွန်းလွန်းစလုံးပေါင်းဖတ်ကြည့်ပြီးတူတောင်ယဟန္တာဖြစ်ရင်ပဋ္ဌာန်လေးဖြစ်မှာပဲဟုတရားကျင့်လို့စိတ်စတင်ဖြစ်ပေါ်ခဲ့သည်နောက်ဆုံးအကြိမ်ဓမြတိုက်ရာတွင်ဦးကောင်းကိုဓာခုတ်ခံရပြီးတန်ဝေကအကြီးအကျယ်ရခဲ့သည်9ရက်အကြာဒဏ်ရာတက်တာလာတော့အခါစွန်းလွန်းစာအုပ်ယူပြီးမော်ပြီးနှောကုန်းရွာကျောင်းလေးကျောင်းတိမ်ထဲတွင်ကိုးပါးတီလာခံယူပြီးတကားပင်းလေးကျောင်းတိမ်ထဲတွင်ကိုးပါးတီလာခံယူပြီးတကားပိတ်ကတရားစကျင့်သည်လူသေးလျင်သေးမသေးလျင်ကိလေသာသေးဟုပြင်းပြတော်သူမှတ်သည်မခံမရနိုင်သောဝေဒနာတို့ကြောင့်ထိုင်ရာမှတပိုင်းပိုင်းလဲကျသည်တတိမလွတ်စေပဲမလျှော်သောဆွဲဖြင့်ဝေဒနာတစ်ခုစီတဘောကိုသူ့အတူမဆုံးမချင်းတီးခံရှုမှတ်သည်6ရက်မြောက်သောနေ့12ရက်6လ1959တွင်ပထမအတိထူးကိုရရှိသည်9ရက်မြောက်သောနေ့တွင်10ပါးတီလာပြောင်းယူပြီးနှောကုန်းရွာအမကြီးဒေါ်ဖွားစိန်ခြံဝန်းထဲရှိစေယုပင်အောက်နှင့်နေကင်းဘက်တွင်လူသူကင်းရှင်းသောနှောကုန်းတင်းချိုင်းတွင်တွားရောက်တရားကျင့်သည်ဝေဒနာကိုနိုင်ပြီးနောက်9ရက်ခန့်ဇက်တိုက်နေရောညရောအစာမစားဘဲရှုမှတ်ခဲ့သည်တရားထိုင်စဉ်မှတ်ချင်ရင်တို့ကြောင့်ပိတ်ဖြူအဝတ်တွင်တွေးများစွန်းထင်းနေသည်အတွင်းဝေဒနာကိုဥပက္ခပြုထားနိုင်တယ်လို့အပြင်ဝေဒနာကိုလည်းတီးခံနိုင်ခဲ့သည်10ရက်10လ1959တွင်ဒုတိယအတိထူးကိုရသည်တိလိုမြင်လိုသည်များကိုပါတမာဒီအားဖြင့်သိမြင်လာသည်15ရက်3လ1960တွင်အလေးအပေါ့တွားရန်ဝါငုတ်ပေါ်တွင်ထိုင်ရင်းတတရတရားအတိထူးနှင့်အတူနတ်ပြည်6ထပ်မြမ20နှင့်ငရဲကြီးအထက်ထက်ကိုအဝီစည်းထိအောင်တွေ့မြင်ရသည်ပထမနှင့်ဒုတိယအတိထူးရပုံများကိုတတိယအတိထူးရပြီးမှပြန်လည်ဆင်ခြင်ကသိမြင်ခဲ့ခြင်းဖြစ်သည်တရားမြမတို့၏လျှောက်ထားချက်အရ12ရက်3လ1961တွင်ယဟန်ပြုသည်20ရက်5လ1961တွင်တကာရင်ဥစုရ၏နေအိမ်၌ကျင့်စရာမရှိတော့သည်ကိုသိသောနောက်ဆုံးအသည့်ထူးကိုရရှိသည်မြမ3ဦး၏တောင်းဆိုချက်အရယဟန်12ဝါအတွင်မြမပြည်အနက်အရှိဘက်တောင်ကြီးမြို့အနောက်ဘက်စစ်တွေမြို့မြောက်ဘက်မြစ်ကြီးနားမြို့တောင်ဘက်မြိတ်မြို့များအထိပင်းဆောင်တော်မြို့များတို့လိုက်လံတရားပြသည်တနေ့လျင်2ကြိမ်ကပုံမှန်ဟောပြောလေးရှိသည်21လအတွေ့အကြုံခန္ဓာကိုယ်တွေ့မဲ့၄ပါးတရားကိုမနာမနေလဲလှယ်ဟောကြားသည်တရားဟောပြီးတိုင်းနားတယ်ကြိုက်တယ်ယောက်ျားမိန်းမစသည်မရှိတဲ့ပြဉ္ညတ်တွေဆွဲသေးပြီးအပယ်မကြအောင်လက်တွေ့တရားထိုင်စေသည်ယောဂဝေဒနာများဖိစီးနှိပ်စက်သည်ကိုပင်ဂယုမထားပဲအများပြည်သူတို့တဏှာဝဆင်းရဲမှလွတ်ကင်းပြီးသူ့လိုတရားချမ်းသာကိုခံစားနိုင်ကြစေရန်လမ်းပြကယ်တင်ခဲ့သည်8ရက်9လ1983တွင်ခန္ဓာဝင်ချခဲ့သည်မပုံမတိုးသောယုတ်ကလတ်တော်ကို3နှစ်အပူဇော်ခံထားစဉ်အတွင်ဗရမ ्या လုံးအတွင်မျက်ရှင်တော်2စုနှင့်ဆွဲတော်တစုရရှိခဲ့သည်ဆရာတော်သည်မရမနေစိတ်ဖြင့်ကြိုးစားလျင်မဖြစ်နိုင်တာမရှိကြောင်းတရားလိုချင်သောတရားတရားတာအဓိကဖြစ်ကြောင်းလက်တွေ့ပြတတ်သွားခဲ့သည်လူဆိုးလူမိုက်ဘဝမှဖျားပေးသောအမြင့်ဆုံးဘွဲ့ကိုရယူနိုင်သည့်အထိဘဝကိုပြောင်းပြန်လှန်ပြခဲ့သည်နောက်လာနောက်သားများတရားချမ်းသာခံစားနိုင်စေရန်လည်းသင်္ကူပရိပတ်တိတာရဏကိုအမွေပေးခဲ့သည်မသိခြင်းနဲ့မကြားခြင်းနဲ့မမြင်ခြင်းနဲ့ချင်းသုံးခြင်းရှောင်ရင်သောတာပန်လည်းလက်တလိမ့်လေးတဂရကံအနာကံယဟန္တာလည်းလက်တလိမ့်လေးကြိုးစားပါတရားစိတ်တင်ထားတထိုင်တည်းနဲ့ရတယ်နီးသိရင်လွယ်လွယ်လေးမျက်စိမိတ်ပြီးလက်ကလေးထပ်ပြီးထားပါပထမအာနာပါနတတိယူတွန်းနဲ့ကန်တဲ့တဘောလေးကိုသာသိမသိဘဲနဲ့မဝင်နဲ့မသိဘဲနဲ့မထွက်နဲ့အတိတ်ကိုလည်းမတွေးနဲ့အနာဂတ်ကိုလည်းမစဉ်းစားနဲ့ခန္ဓာတဲကဘာပဲပေါ်ပေါ်ဝေဒနာတစ်လုံးနဲ့သိဝေဒနာနံဤတဘောခံစားပြီးပြတ်တာသိဘလို့ခံစားတယ်လဲသူ့တဘောကိုကြည့်နေနာတယ်လို့သိတဲ့အသည့်တွေမဖြစ်စေနဲ့နာသူကြိုက်သူထုံသူမရှိယောက်ျားကောင်မိန်းမကောင်ဆိုတာမရှိတဲ့တရားတွေခန္ဓာကြီးမညာပါနဲ့ညာနေရင်အပယ်မလွတ်ဘူးသိခြင်းလဲသိရောငါမှမဟုတ်ဖဲဒီစိတ်ကိုထားပါဝေဒနာဆိုတာမြဲနေတဲ့တရားမဟုတ်ဘူးဖြစ်လာရင်ပြက်မှာသူတဘောနဲ့တူဖြစ်လာတာသူတဘောနဲ့တူပြက်မှာ
ဝေဒနာမကုံမချင်းမထနဲ့အယိုးကြည်ကြည်အေးခန်းခန်းလူသိရင်သိမသိရင်တရားရဆိုတဲ့စိတ်ထားသိလဲမသိနိုင်ဘူးနင်လားငါလားလုပ်ရင်ရမယ်အဝိဇ္ဇာနဲ့ဝိဇ္ဇာစစ်တိုက်တာအကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်ပြောင်းတာတူကြိတ်ကိုကြိတ်ဒီဝေဒနာကိုတဲကြီးခံပြီးတိုက်လျှော့မပြစ်နဲ့တော်မပြစ်နဲ့ပြင်းမပြစ်နဲ့လှမ်းမပြစ်နဲ့တေကန်နီးဆဲဆဲတော်ပြစ်လို့မရဘူးဒါအသေးကျင့်နေတာအပယ်လေးပါးနဲ့နတ်ပြည်နဲ့လဲနေတာဝေဒနာပြင်းရင်ပြင်းပြင်းလေးရှူသွားမရှူဘဲနဲ့မှိမ့်လိုက်နေရင်ဝေဒနာမခံနိုင်ဘူးဒါမှမရတဲ့ရင်တကိုယ်လုံးဖြန့်ရှုတဏှာထဲမရှုနဲ့ကိုယ်စိတ်ရှေ့စိတ်ကလေးကတော်ခြင်းရင်နောက်စိတ်ကလေးကတွန်းတင်လိုက်ကြပြင်းပြင်းထန်ထန်ကြီးလှုပ်ရမယ့်တရားမဟုတ်ဘူးမမှတ်နဲ့မှတ်နေရင်ပြည့်ညက်ကြီးတဘောကိုလိုက်ကြည့်ပါသူတဘောလေးကိုအစအလယ်အစုံမျက်ခြေမပြတ်လိုက်ကြည့်အစိုးမရတဲ့အနတ္တတရားမတင်းနဲ့မကိုက်နဲ့လို့တောင်းပန်လို့မရငါတဘောမလုံးနဲ့ငါမရှိတာအရှိထင်ပြီဆိုငါခံရပြီတာမှသူတဘောတွေ့ပါများရင်ငါပြုတ်သွားလိမ့်မယ်အတွင်းလောကဓာတ်နိုင်အောင်တိုက်ရင်အပြင်လောကဓာတ်ရေပဲဒီယုံနဲ့ဒီနံဟာဖြစ်လာရင်ဒုက္ခကြီးမချစ်ဖဲနဲ့ပေါင်းနေရတယ်မနာခြင်းပဲနဲ့နာနေရတယ်မခံစားခြင်းပဲနဲ့ခံစားနေရတယ်မလိုခြင်းကြနဲ့တော့မတွေ့တာကြနဲ့တော့မတက်မဲ့ကြနဲ့တော့